ဒီနေ့တော်တော်ငှက်တွေရှားလာပဲကွာအမှုရဟိုမှာဟုတ်တာထီအောင်ပြထီအောင်ပြနော်ဟာထီရဲမထီငါလေးရတယ်ပြန်လိုက်ရဟိုဘက်ပြင်မှာရောက်ရဟောအားပြော့လေရောက်တောင်းဝင်ရောက်ရှားရကြောက်ဖူးလို့ဖူးဟောပါလေဟိုမှာဆရာမဝင်နေပြလားမသိဟာဟုတ်တယ်ကွာဆရာမဘာလုပ်နေရလဲမသိဘူးကွာဆရာမအဲ့ဒါဘာလုပ်နေရလဲဆရာမကြောက်တဲ့ခွန်ချအောင်မလို့လားမဟုတ်ပါဘူးအောင်ဘူးရဲ့ဆရာမဒီနားမှာလမ်းလျှောက်နေတာပါကျောင်းမလာတော့ဘူးလားဆရာမကျော်တော့ရဲ့ဆရာမကိုတတိယနေတာဟုတ်တယ်ဆရာမအားတို့အားလုံးဆရာမကိုတတိယနေတာဆရာမလည်းအားတို့တွေကိုလွမ်းတာပါပဲကွယ်အားတို့တွေနေကောင်းကြတယ်မလားဟုတ်ကောင်းပါဆရာမဆရာမငုံနေဆရာမဘာဖြစ်လို့လဲဆရာမဆရာမမျက်လုံးထဲကိုဖောင်ဝင်သွားလို့နဲ့တူပဲလာပြီရဲ့ဆရာမကြောင်းလာခဲ့မယ်ဒီနော်အခုဆရာမအိမ်ပြန်လိုက်အောင်မယ်နော်ဒါလို့နော်အဲ့ဒါဆိုကျွန်တော်လိုက်ဖို့ပဲမယ်ဆရာမဟုတ်ကဲ့ဒါလို့လိုက်ဖို့ရတယ်ဒါလို့ဆရာမပါမယ်ဆရာမပြန်လိုက်တော့မယ်ဒါတို့လည်းအိမ်ပြန်ကြတော့နော်ဒါလို့နော်ဆရာမတယောက်တည်းဖြစ်နေမှာရောကျွန်တော်လိုက်ဖို့ပဲမယ်လေရတယ်ဒါလို့ဆရာမပါတာဆရာမပဲပြန်လိုက်တော့မယ်အဲ့ဒီပြန်ကြတော့နော်ရောက်လာပြီဆရာမဘာဖြစ်နေလဲမသိဘူးနော်အေးကွာအခုတော့တခုပဲဒေါက်တာဝင်ခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ထိုင်ပါရှင့်ကိုကျွန်မသိနေသလိုပဲဟုတ်ကျွန်တော်မြောက်တော့ရွာလှမ်းပြပါအော်သိပြီလူနာတွေကများတော့လေဇဝေးဇဝါဖြစ်သွားလို့ပါမှတ်မိတော့တော်လေးရောက်တော့ဒေါက်တာရဲ့နှုတ်မို့ကျွန်တော်အခန်းဝလှည့်ပြင်ရမှာအဲ့လိုလဲဘယ်ဟုတ်မလဲကိုလားမြင်ကိုစီကိုလာတဲ့လူနာကိုနှင်လွတ်ရလောက်ကျမအဲ့လောက်ထိမမောက်ပါဘူးအခုဒီကိုလာတာဘာယောဂဖြစ်နေလို့လဲကျမဘာကူညီပေးရမလဲလွဲပါစေပေးပါစေဒေါက်တာရဲ့ကျွန်တော်လှမ်းပြင်ကျမ်းမာရေးကောင်းပြီးသားပါပြီးတော့ဒေါက်တာလည်းကျွန်တော်ဘာမှလုပ်မပေးရပါဘူးအနာယောဂနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူးကိုလားမြင်အဲ့လောက်ထိလဲလွဲပါစေဖဲပါစေလုံးမနေပါနဲ့အခုဒီကိုလာတာအဲ့ဆိုဘာကိစ္စနဲ့လဲကျွန်တော်လာတဲ့ကိစ္စဆရာလေးဇွဲနိုင်ကိစ္စပါဇွဲနိုင်ကကိုလားမြောင်ကျမစီလွတ်လိုက်လို့လားသူလွတ်လိုက်တာမဟုတ်ပါဘူးကျွန်တော်ကလာတာပါဒါဆိုရင်ဘာကိစ္စများလဲဝင်းနှင်းပြူနဲ့ဆရာဇွဲနိုင်ရဲ့ကိစ္စပါဒေါက်တာအနေနဲ့ဆရာဇွဲနိုင်ကိုနည်းနည်းလေးဖိအားပေးပြီးဖို့လာပြောတာပါရှင်ကျမဇွဲနိုင်ကိုဖိအားပေးရမယ်ဟုတ်လားဟုတ်ပါတယ်ဒေါက်တာကျမနဲ့ဇွဲနိုင်နဲ့ကတငယ်ချင်းဆိုပေမဲ့ကျမသူ့ကိစ္စတိုင်းကိုအားပေးအားမြောက်တစ်ခါမှမလုပ်ခဲ့ဘူးသူ့ကိစ္စတွေတိုင်းကိုလည်းကျမစိတ်ဝင်စားဘူးကျမဆရာဝန်တယောက်ပါလူနာတွေကြောင်းအောင်ပဲကျမသိချင်တယ်လူနာတွေကိုပဲကြည့်ချင်တယ်အဲ့လိုလူရှုပ်လူရုပ်တွေရဲ့အကြောင်းကျမစိတ်ဝင်စားဘူးသိလည်းမသိချင်ရှင်ပြန်มาတော့မဟုတ်ဒေါက်တာကျွန်တော်ပြောတာဒေါက်တာအနေနဲ့ဆရာဇွဲနိုင်ကိုနည်းနည်းတောင်းတော်ကလားမြင့်ဒါကဈေးအောင်ပါကျမ်းမာရေးကိစ္စကလွဲပြီးတော့တခြားကိစ္စတွေကိုမရောချင်ပါနဲ့ကျမရှင့်ကိုပြောနေရလေပြန်มาတော့လို့ဟုတ်ကဲ့ဒေါက်တာကျွန်တော်ခွင့်ပြုပါ
ကိုစွဲနိုင်ခင်ဗျားဘာလို့ရင်ကုန်နှုတ်ပိတ်ပြီးနေလဲခင်ဗျားလုပ်တယ်ဆိုရင်ခင်ဗျားလုပ်တယ်ဆိုရင်ခင်ဗျားဝန်ခံခင်ဗျားမလုပ်ဘူးဆိုရင်ခင်ဗျားမလုပ်ဘူးဆိုတဲ့အကြောင်းခင်ဗျားရှင်းပြအောင်ခင်ဗျားအခုကဘာမှပြောဒီရိုင်းညင်ရွာလူရခင်ဗျားဘယ်လိုထင်ကြလဲကျုပ်တော့ခင်ဗျားတန်တရားဖြစ်လာတယ်ကျုပ်ဘာမှမသိတော့ကျုပ်ဘာမှမသိကျုပ်ရှင်းပြစရာအကြောင်းလည်းမရှိဘူးရှင်းပြစရာလည်းမရှိဘူးကိုစံနိုင်ညခေါင်းအေးနဲ့စဉ်းစားနေဒီကိစ္စခင်ဗျားရဲ့ဂုံတိတ်ခါနဲ့တက်ဆိုင်လို့ကျွန်တော်ပြောနေတာခင်ဗျားရှင်းကိုရှင်းနိုင်မှာရဘယ်ဟာရှာလာမှမသိတဲ့ကိုယ်တခုကျုံနေရတဲ့ကိုယ်ဘာလို့ပြောရအောင်ကျုပ်အဲ့လောက်တည်တရားမမဲ့တယ်ဗျာခင်ဗျားကျုပ်တခုပဲပြောကျုပ်လုံးစီရတယ်တခုပဲရှိတယ်အကျိုးရအောင်ပြန်မယ်ခင်ဗျားဒီတိုင်းပြန်တော့လို့မရခင်ဗျားပြန်တော့ခင်ဗျားရွာလူလို့ထင်ကြဟမ်ဇွဲနိုင်ဆိုရခင်ဗျားအရန်ကိုရုပ်မှရိုင်းဆိုင်နေတယ်တို့ရဲ့စိတ်ထဲမှာကျွန်တော်ညဘယ်လိုလုပ်ရိုးသားနေတဲ့တို့ရဲ့စိတ်ညအကြောင်စိုးတဲ့ကိုပြောပါခင်ဗျားကကျုပ်ပေါ်မှာတန်တရားဝင်နေရလားကျုပ်ရိုးသားဆုံးပြောမယ်ကျုပ်ရှင်ထဲမှာဒီရွာလူတွေပေါ်မှာထားတဲ့စေတနာပဲရှိတယ်ဗျာပြီးတော့ဒီရွာလူတွေစီကပြန်လာတဲ့မေတ္တာကျုပ်ဒီချိန်ဒီခီးဆက်ဟဲ့ဒီရွာလူတွေကျုပ်ကိုဆွဆွဲတယ်လို့ခင်ဗျားကျုပ်ကိုဆွဆွဲတယ်လို့ဝင်းနှင်းပြူရဲ့ကိုယ်ဟာခင်ဗျားနဲ့ရတဲ့ကိုယ်ပါလို့ကျုပ်ကဆွဆွဲရဘလို့နေမလဲခင်ဗျားကျုပ်လိုချင်တာအဲ့ဒါပဲကိုပြောမှာခင်ဗျားကိုကျွန်တော်ပြောတယ်ဆိုတာဥပမာအနေနဲ့ပြောလိုက်တာပါဒါအောင်ခင်ဗျားမခံနိုင်ဘူးမလားတချို့ဟာလုံးဝကျုပ်ကိုအခုလိုဆွဆွဲနေကြတဲ့အချိန်မှာကျွန်တော်ရှင်ထဲမှာဘယ်တော့တောင်ခံစားနေရမလဲဆိုတော့ခင်ဗျားကိုချင်းစာတတ်မှာပါခင်ဗျားကိုချင်းစာနိုင်မှာပါကိုယ်နဲ့ကျွန်တော်တောင်းမှန်တယ်ဗျာကျွန်တော်တကယ်တောင်းမှန်တယ်ဗျာရှားပါလေဗျာကျွန်တော်တောင်းမှန်စရာမလိုပါဘူးကိုယ်နဲ့ရွာလူတွေခင်ဗျားပေါ်မှာအထင်လွဲနေကိစ္စကျွန်တော်တက်နိုင်တယ်လို့ကိုယ်ပြင်နေဥစားတယ်ခင်ဗျားစီကခုလိုစကားမျိုးကြားတာချမ်းဝမ်းသာပါတယ်ဗျာကျွန်တော်ပေါ်နားလည်ပြီးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဆရာမဟုတ်ဆရာနှစ်ဖက်ကြရင်လေကြောက်တကားရွာစာတင်ကျောင်းမှာကျမအစည်းအဝေးရှိရဆရာအဲ့ဒီကနေဒီလိုကျောင်းကိုတန်းလာမှာဆိုတော့နှစ်ဖက်နည်းနည်းကျောင်းနောက်ကြမယ်နော်ဆရာရပါတယ်ဆရာမရဲ့အစည်းအဝေးကိစ္စကိုပဲကောင်းရင်းထည့်ထားပါကျောင်းမှာရှိတဲ့ကလေးတွေကိုတော့ကျွန်တော်ကြည့်ထားလိုက်ပါမယ်စိတ်ချလက်ချနဲ့သာအစည်းအဝေးပဲသွားပါဗျာဟုတ်ကဲ့ပါဆရာဆရာဘာများမအောင်မလဲမှာတော့ပါဘူးဆရာမရဲ့မှာစရာလည်းမရှိပါဘူးဒါပေမဲ့ဆရာမကိုတော့ကျွန်တော်ပြောစရာရှိတယ်ဗျာ
ဟုတ်ကဲ့ဆရာဘာများပြောမလို့လဲ နေ့ရတော့မှကိုပြုံးမောင်နဲ့ကျွန်တော်စကားများကြသေးတယ် ရှင်ကိုပြုံးမောင်နဲ့စကားများတယ် ကိုပြုံးမောင်ဆီယမဘာမှမပြောရသေးဘူးထင်တယ် ဟုတ်သူနဲ့တော့မတွေ့သေးဘူးဆရာရဲ့ဆရာကိုပြုံးမောင်နဲ့ဘာများဖြစ်တာလဲ အခုတော့ဘာမှမဖြစ်တော့ပါဘူးဖြစ်เสียရဆိုလို့ဝင်းရင်းမျိုးကိစ္စနဲ့ပတ်သက်တာပဲပေါ့ဗျာကိုပြုံးမောင်လည်းကျွန်တော်အပေါ်မှာတန်တရားရှိပုံရတယ်ဒါပေမဲ့ကျွန်တော်ရှင်းပြလိုက်တော့သူကျွန်တော်ကိုလက်ခံသွားပါတယ်အခုတော့ဘာမှမဖြစ်တော့ပါဘူး တော်သေးတာပေါ့ဆရာရဲ့ထိုးကြကြိတ်ကြရဲ့အထိရောဖြစ်ကြသေးရဲ့လားဆရာ ထိုးကြချိတ်ကြတဲ့အထိတော့မဖြစ်ပါဘူးဗျာကျွန်တော်သိချင်တာဆီယမကျွန်တော်အပေါ်မှာတန်တရားဖြစ်နေလားဝင်းရင်းမျိုးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အကြောင်းပါလို့ဆီယမစိတ်ထဲမှာတန်တရားဖြစ်နေသေးလားဥပမာနဲ့ပြောပါဆီယမရေကျွန်တော်အားမနာပါနဲ့ မင်္ဂလေးချင်းဖြစ်နေလို့မိမသားဘက်ကရက်တည်ခြင်းပြီးမြဲလဲအကြောင်းအရာတစ်ခုကိုဂါဂနနမသိပဲနဲ့တစ်ဖက်သားနဲ့အောင်တော့ကျွန်မမသုံးသပ်ချင်ပါဘူးဆရာ အဲ့တော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မအနေငယ်တော့တန်တရားရှိခဲ့ပါတယ်ဆရာဒါပေမဲ့ဆရာကြောင့်မှလို့တော့ကျွန်မတစ်ထစ်ကြရင်ပြောရခဲ့ပါဘူးဆရာအဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဆရာရဲ့ရက်တည်မှုနဲ့ဂုဏ်သိက္ခာကိုကျွန်မယုံကြည်လို့ပါ ဆီယမပြောရဲအနေငယ်တန်တရားဆိုတာဘာကိုပြောချင်တာလဲဆီယမ ထူထူတော့မဟုတ်ပါဘူးဆရာရဲ့သူ့လိုကိုလိုရင်းနှီးပတ်သက်မှုမျိုးပါဒါကလေလူတိုင်းမှာရှိတတ်တာပဲဆရာရဲ့ဒါကျွန်မနားလဲပါတယ် အခုလိုပုံမှန်လေးနဲ့ပြောပြပေးတဲ့အတွက်ဆီယမကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာဆီယမပြောသလိုပဲကျွန်တော်ရထားတဲ့အခိုက်အတန့်ကျောင်းဆရာဘွားလေးကိုဘယ်လိုအကြောင်းမျိုးမျိုးနဲ့မှအညင်တော့မခံချင်ဘူးဗျာတခုတော့ရှိတာပေါ့ဆီယမရဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်ရဲ့တာဝန်ပြီးဆုံးသွားချင်တာပါပဲဒါပေမဲ့အခုလိုကိစ္စကြီးဖြစ်သွားတော့မကောင်းဘူးပေါ့ဗျာ ဟုတ်ဘာမှမပူပါနဲ့ဆရာရဲ့ကိုကောင်းရင်ခေါင်းမရွေ့ပါဘူးဆရာပျော်ရွှင်ရမှာပါ ခုလိုပြောပြပေးရတဲ့အတွက်ဆီယမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဆရာဆရာကျွန်မပြန်လိုက်ပါအောင်မယ်နော်ကျွန်မကိုခွင့်ပြုပါအောင် ကောင်းပါပြီဗျာ ဆရာကလည်းကွာငါတို့ဘောလုံးနီးမပြဘယ်နေ့ပဲရှိနေပြီ အေးလေကွာသူပဲငါတို့နိုင်အောင်ကန်တဲ့သူကပြစပြီးဘောလုံးငွေမလာဘူး မင်းတို့ကလည်းကွာဆရာအလုံးရှိတော့မလာရနေမှာပေါ့ကွာဆရာမလာလဲမင်းတို့မှလေ့ကျင့်ရမယ့်တာဝန်ရှိရနော်အေးလေကွာငါတို့မှလေ့ကျင့်ရမယ့်တာဝန်ရှိနေတာ ဘာပဲဖြစ်ဖြစ်ကွာဆရာကတော့ဒီရပိုင်းဘာတွေဖြစ်နေမှမသိဘူးငါသိရသလောက်တော့ဆရာမငွေနှင်းဖြူနေဆရာနဲ့ကြားမှာတခုတော့ဖြစ်နေတယ် တခုကပါလေဟဲ့ရံဖြစ်တာလား မင်းကလည်းကွာဆရာမငွေနှင်းဖြူနေဆရာနဲ့ရဖြစ်ဆရာလားကွာတခုဆိုမှတော့တခုပေါ့ကွာ အောင်မရဒါနဲ့လေဟိုတနေ့ကလေဆရာမငွေနေပြီးဂျောက်ကန်းပါပေါ်မှာလက်အုပ်ကြီးချီပြီးဘာလုပ်နေတာမင်းတို့လည်းတွေ့ကြတာပဲ ဟဲ့အောင်လားမင်းတော်တော်ဆက်ဆူရကောင်းပဲကွာ နဲ့ကွာငါလည်းသိချင်လို့ပေါ့ ဆရာမငွေနှင်းဖြူကကြောက်ကန်းပါပေါ်နဲ့ခေါ်ချမလို့လာမှမသိတာမင်းက ဟုတ်လို့လားကွာ ဟုတ်မဟုတ်တော့ငါတော့မသိဘူးငါတော့ဆရာမများတည်တာကိုအဲ့အကြောင်းပြောဖို့ရတယ်ဒီတိုင်းဆိုရင်ကွာငါတို့နောက်ကံမဲ့ပွဲနိုင်ရောနိုင်ပါမလားမသိဘူးကွာ ဟဲ့ဘာလို့မနိုင်ရမှာလဲကွာ မင်းကလည်းဆရာမမလာဘလို့နိုင်မှာလဲ တိတ်ပြီးတော့စိတ်မပူကြနဲ့ရောက်နေဆရာကတော့ငါတို့ဒီတိုင်းတော့ပြစ်ထားမှာမဟုတ်လား ကဲကွာထိုင်နေနဲ့တော့ကံမလား အေးပေါ့ကံမယ်
ဒါအောင်လေးတင်တော့ 来呀， ဟုတ်တယ်ပြောဟုတ်တယ် ဒီလိုလည်းပြောချက်ဝဲချက်ဟာ你来， ချက်来就走，来呀，哎。 ဟေး နေနိုင်လိုက်တာညီမလေးရဲ့ညီမလေးကလည်းနေနိုင်တယ်လို့ဆရာမတို့လည်းမလာဖြစ်ခဲ့ဘူးဆရာမမလာဖြစ်တဲ့အတွက်ဆရာမတောင်းပန်ပါတယ်နော် တောင်းပန်မှာကျမပါဆရာမရဲ့ဆရာမတို့မဟုတ်ပါဘူးကျမမှာလည်းအဖြစ်တည်ရှိနေတာပါအခုလို့ကျမကိုတကူတကလာတွေ့ပေးရတဲ့အတွက်ဆရာမကိုကျေးဇူးတင်ပါတယ် မလိုပါဘူးညီမလေးရဲ့ဆရာမကိုညီမချင်းတွေလိုပဲသဘောထားနော်ညီမလေးခံစားနေရတာကိုလေဆရာမကိုပွင့်ပွင့်လင်းလင်းပြောပြပါလားယင် ပြောပြချင်တာပေါ့ဆရာမရဲ့ကျမပြောပြချင်တာပေါ့ဘာမှလက်စုံလက်ကိုင်ပြစရာမရှိရတဲ့အခြေအနေမျိုးရင်မရောအလွယ်ပြီးတော့ဘာမှဖြစ်မလာတော့ဘူးကျမရှက်လေးရှက်တယ်လူများရဲ့စတူးခွက်ထဲမှာရောခဲ့ရတဲ့ကျမလုပ်ရကြကျမရင်နာလို့လည်းမဆုံးရွေးချယ်စရာမရှိရတဲ့အခြေအနေမျိုးကျမအရင်မိုးချင်နေပြီအမအမိုးချင်နေ ဆရာမနားလဲပါလေညီမလေးရဲ့ကိုချင်းလေးစားတယ်ဒါပေမဲ့ညီမလေးရဲ့ဘလို့အခြေလေးဆိုပဲကြည့်ကြရုံထွက်နိုင်အောင်ကြိုးစားပါခံနိုင်ရင်ရှိအောင်အားမွေးရမယ်ညီမလေးရဲ့အိတ်ထက်ဆိုးအောင်လို့ကိုမစလေးပြစ်လိုက်ပါနဲ့ညီမလေးဟိုနေရကိုတေချောင်းကြံဖို့ကြိုးစားနေရဆို ဆရာမကလေးပြောလိုက်ပြီးနေတူတယ်ဟုတ်ပါတယ်အိမ်နေရတာကလေးနဲ့မတွေ့ဆရာမကျမတို့ခုလိုစကားပြောလို့ရမှာတော့မဟုတ်တော့ မကြံစီကောင်းတာတွေရှောက်ပြီးတော့ကြံစီရတယ်လားညီမရဲ့ညီမလေးရဲ့ဖိုက်ထဲကကလေးဘသူနဲ့ရတယ်ဆိုတာမပြောပြတာကိုဆရာမတို့နားလေဒါပေမဲ့ညီမလေးရဲ့ညီမလေးကိုအဲ့လိုတေချောင်းကြံစီတော့ညီမလေးတယောက်တည်းတည်းမကောက်ဘူးညီမလေးဖိုက်ထဲကကလေးပါရက်ဆက်နေတယ်လို့ဖြစ်နေမှာပေါ့ညီမလေးရဲ့ ဟုတ်ပါတယ်ရွေးချယ်စရာမရှိရတဲ့အခြေအနေမျိုးမတေဦးပဲအနေနဲ့စဉ်းစားနေကြတာဒီကြားတဲ့အဖေရတဲ့တမ အဖေကညီမလေးဖေကဘာဖြစ်လို့လဲ ကျမမပြောပြရစီနဲ့ဆရာမကျမမပြောပြရစီနဲ့ ညီမလေးဆရာမကိုစိတ်မဆိုးနဲ့နော်ညီမလေးပိုက်ထဲကကိုဝင်ကဘသူနဲ့ရတယ်ဆိုတော့ဆရာမကိုပြောပြပါလားညီမလေးဆန္ဒရှိမှပြောပြပါဆရာမအတင်းချက်ကြီးမတောင်းဆိုပါဘူး ပြောပြမှာပါအတရားကိုဟုတ်ကြတာလို့မရဘူးဆိုတာကျမသိပါတယ်ဒါမဲ့အခုချိန်မှာတော့ကျမမပြောနိုင်သေးဘူးဆရာမရဲ့သူမှမသိသေးတဲ့ဒီဖြစ်ပျက်တွေပြောပြဖို့အတွက်ကျမမှအင်အားမရှိသေးဘူးတနေ့နေ့တော့ကျမပြောပြမှာပါကျမအချိန်နဲ့တော့တော့ပေးပါနော်ဆရာမကောင်းပြီလေညီမလေးမပြောချင်တော့ဆရာမအတင်းချက်ကြီးမမေးတော့ပါဘူးနော်ဒါပေမဲ့ညီမလေး
ကိုတေချောင်းကြံတဲ့အထိတော့မမိုက်မဲရအောင်နော်မလေးရဲ့ဖိုက်ထဲကတသားလေးပဲဖြစ်ဖြစ်နီးနီးလေးပဲဖြစ်ဖြစ်မိခင်စိတ်အပြည့်နဲ့ရင်ဆိုင်မွေးဖွားလိုက်ပါနော်ဒီမလေးကျေးဇူးတင်ပါတယ်ဆရာမခုချိန်ဒီငွေလင်းပြပတ်ကနေနေတော့ပါလားအားလုံးရဲ့တန်မြားတွေကငါစီမှာပဲစုပြုံနေခဲ့တယ်ကိုလေးပြကိုလုံးလဲဆိုတော့ငါတို့ဒီကိစ္စရဲ့အနေနဲ့များငါအလုပ်ကိုထိခိုက်စေဘာမှမကျူးလွန်ခဲ့တာတော့ဘာကြောင့်ပြစ်တင်နေကြတာဘယ်သူတွေကလုံချင်ပန်းနေအပြစ်ပူနေကြတာလဲငါဟောဘာမှမတုံ့ပြန်မနဲ့ဒီတိုင်းနေရတာဖြစ်ပါဦးလေငါဘာကတခုခုတော့ပြက်ပြက်တတ်တာလုံးဝတော့ပါပဲဟုတ်ပြီငါစီးစာကိုစီအကျဉ်းနဲ့တွားတောင်းအောင်ပါပဲဆရာမကျွန်တော်ပြောရရှိတယ်ဘာပြောမလဲဆရာဇွဲနိုင်ရောမတွေးမိပါလားကိုပြောမှာသူပုတ်ပါပါခဏထွက်သွားတယ်ဆရာမကဲဆရာမကျွန်တော်ပြောရရှိတယ်ဆိုတာပြောပါပြောစရာရှိရဆိုတာထက်မေးစရာရှိတာပါကိုပြောမောင်နဲ့ဆရာဇွဲနိုင်တို့စကားများကြသေးရဲ့ဆိုအချင်းချင်းတွေပဲကိုပြောမောင်ရဲ့ဘာလို့စကားများကြလဲကျွန်တော်မှားတာပါဆရာမကျွန်တော်စိတ်ထဲမှာဖြစ်လာတဲ့ဒင်္ဂတန်တရားစိတ်ကိုကျွန်တော်မချေဖြတ်နိုင်ခဲ့ဘူးဗျအဲ့ဒီတန်တရားစိတ်ကြောင့်ပဲကျွန်တော်ကိုယ်စဲနိုင်ကိုစကားထိုးမိခဲ့မခံမြင်နိုင်ကြအောင်ကျွန်တော်ပြောခဲ့မိရဆရာမအချင်းချင်းတွေအဲ့လိုဖြစ်မှာဆိုလို့တန်တရားမကြီးပါနဲ့လို့ကျမတန်တန်မှာခဲ့တယ်လေကိုပြုံးမောင်ရဲ့ဘာလို့စကားများကြလဲကိုပြုံးမောင်ရဲ့ဟုတ်ပါတယ်ဆရာမကျွန်တော်တကယ်မှားသွားတာပါအဲ့ဒီတော့လေကျွန်တော်ကိုယ်စွမ်းနိုင်အောင်တောင်းပန်ပြီးတော့ပါပြီကိုယ်စွမ်းနိုင်လည်းကျွန်တော်ခွင့်လုပ်ပါတယ်တော်သေးတာပေါ့ရှင်ကြီးကြီးကျယ်ကျယ်ဘာမှမဖြစ်ကြလို့တော်ကြမှဖြစ်စေးစရာနဲ့ကြောင်းစရာနှပန်းလုံးကြတယ်ဆိုပြီးကြော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မှဖြစ်အရှက်ရစရာတွေဖြစ်ကုန်မယ်အေးဗျာဆရာမပြောမှပဲကျွန်တော်လည်းကိုယ့်ဘောက်ကိုပြီးထားပြီးတော့ဟုတ်တယ်နော်စေးစရာတယောက်အနေနဲ့ဒေါသစိတ်ကိုသူများထပ်ပို့ပြီးချော့တင်တာပေါ့ကိုတင်ပြီးရပဲလေအော်ဒါနဲ့လေဟိုနေ့ကဝင်းနှင်းဖြူတေးချောင်းညံတဲ့ကိစ္စကိုကြားမိသေးလားကျွန်တော်မကြောက်မိပါဘူးဆရာမကျမတော်မှကလေးတွေပြောပြလို့မှသိရတာသူကဘာပြတ်သွားသေးလဲဟမ်တော်သေးတာပေါ့အဲ့နေကကလေးတွေအချိန်မရောက်လာလို့သူ့ကြံစီမထားမြဘူးဖြစ်သွားတယ်ဟာဒီကောင်မလေးရတယ်ကွာမိုက်လိုက်တယ်ဒီဟောလေးသူလည်းရှက်တဲ့စိတ်နဲ့ဘာလို့လုပ်ရမှန်းမသိဘူးဖြစ်နေမှာကျမလည်းမနေ့ကသူ့စီရောက်ခဲ့သေးတယ်ဟုတ်လားဆရာမသူ့ဘက်ကဘာထူးခြားသေးလဲသူဘာပြောသေးလဲကျမသိချင်တာပဲဘာတစ်ခုမှမသိခဲ့ရပါဘူးသူကလည်းမပြောချင်မှတော့ကျမလည်းအတင်းချက်ကြီးမမေးချင်ဘူးအားနဲ့ကျမလည်းသူ့နှစ်သိပ်ပြီးတော့ပြန်လာခဲ့တယ်ဒီကောင်မလေးကဗျာဘာလို့မပြောချင်ရလဲဆရာမသူ့ဘက်ကလက်စုပ်လက်ကင်ပြလို့ရတဲ့အခြေအနေမဟုတ်သေးလို့ပြောတာပဲ
ကျမတန်တရားဖြစ်မိတာလေသူ့တယောက်ယောက်ကဖိအားပေးနေပုံရတယ်လို့ထင်တယ် ဆရာမပြောဖြစ်နိုင်တယ်ဗျာတကယ်ဆိုရင်သူ့အဖေဟာကိုဇွဲနိုင်အောင်အပြစ်တင်နေတဲ့အစားတိတာထင်ရှားတဲ့ကိစ္စတခုအကောင့်တွေဖော်ရမှာဗျာအခုကဗျာကိုဇွဲနိုင်အောင်အပြစ်တင်နေတာများနေတယ်ဒီကိစ္စနောက်ွယ်မှာအကြောင်းကိစ္စတခုတော့ရှိရမယ်ဗျာဟဲ့ကိုဟမ်ဟိုကဘာလို့ရောက်လာနေရဆရာအောင်ကွာ ဩအဲ့ဒါဘာလို့မလဲမင်းကလေဘာလို့မလဲမင်းတော့ကြောမလို့လား ဟေးမင်းရလေကွာမင်းကြီးတော့မလို့ငါတော့ကြောမှာလားကွာသူချက်စရာ ဟဲ့ကျက်စရာရှိရဲ့မရှိဘူးလေတုံနေတာငါစက်တိုက်ရတာရှိပြီတွားမယ်တော့ ဟေးခဏလေးပါကွာခဏလေးလက်ခဲ့တာမကြရဘူး အဲ့ဆိုညမတော့ကွာမင်းကလေစက်တိုက်ရတာရှိပါတယ် ဒါပါကွာ ဟဲ့ရေးရှင်းမနေနဲ့နော် ပြောဆရာဝင်းတိုက်ဆိုင်လားဆရာဝင်းနဲ့ဒီမှာလာတွေ့ရတယ်လေဟေးဒီဘာလာလို့ကြတယ်ကွာဟောထညက်လာရောက်တာဆရာဝင်းကိုတွေ့လို့လာနှုတ်ဆက်လာကဲအဲ့ဒါတခါလေးထိုင်မယ်ကွာဘာတော့ကြမလဲဒီရတော့ပါ ဘီယာတော့မတော့ချင်ဘူးလားဘီယာလေကျုပ်တို့ရွာထိုင်ရင်တော့ကောင်းတော့မဟုတ်ဘူးဗျဟာဟိုဆရာလေးဟိုကျုပ်လေးအေးလေးတော့တောက်ချင်တယ်ဗျဟာโอเคနေရှန်နဘူးတော့ပြီပါဆရာဝင်းကျုပ်ခမရပြောစရာရှိလို့ဗျဘာပြောမလို့လဲဗျပြောလေကျုပ်တို့ရွာမှာရှိတဲ့ဟိုခမရနဲ့မတည့်တဲ့ကျောင်းဆရာလေးဗျအဲ့ဒါဘာဖြစ်လဲဗျအဲ့ဒီကျောင်းဆရာအခုကျုပ်တို့ရွာမှာရှိတဲ့ဆရာမလေးတယောက်နဲ့လူမှုရေးပြဿနာဖြစ်နေတာဗျခုဆိုရင်အဲ့ဒီဆရာမလေးမှာကိုဝင်အောင်ရှိနေပြီဗျဟေးကိုဝင်အောင်ရှိနေပြီဟဟလားအဲ့ဒီကိုဝင်သူကတာဝန်မယူတဲ့ပြင်အခုစာတင်တော့မပြတ်ဘူးဆရာမလေးမှာတော့ကျောင်းတော့မလာနိုင်တော့ပါဘူးဗျာကျေးဇူးပဲဗျာကျွန်တော်တို့သတင်းသက်တွေရတာပေါ့ကဲမောပြေတောက်ကြအောင်တော့ဆက်ဆက်လေးရှော့တော့သားပြေလို့မပြောဒီတိတက်ပြီးတော့စောနေဟဲ့ငါကြက်တိုက်အောင်နည်းနည်းလို့မင်းရတယ်ဟင်းတော့ဆက်ကြောတော့အေးပါမောပြီပါဆေးစရာကြီးခဏနေပါဦးဗျဘယ်သွားမလို့လဲ ကျွန်တော်ဟိုဘက်ရွာဆေးကူကြီးပြန်လာတာဗျာ တော်ပဲခင်ဗျားကိုကြုံမေးစရာကြီးရှိလို့ ကျွန်တော်ကအချိန်တော့သိမရဘူးဗျာဒါမေးဖို့လဲမေး မေးမှာပါဗျာခင်ဗျားကိုမေးချင်လို့လေခင်ဗျားဆေးကကိုကြုံခဏခဏလာဒါပေမဲ့တွေ့ချင်တဲ့သူနဲ့မတွေ့ရပါနဲ့မတွေ့ချင်တဲ့သူနဲ့ပဲတွေ့နေရတယ်ဗျာ ခင်ဗျားအခုမေးမယ်ဆိုတဲ့အကြောင်းကလည်းအဲ့ဒီမတွေ့ချင်တဲ့သူရဲ့အကြောင်းမှမှတ်တာ ဆ
ဆေးဆရာကြီးကဘယ်ဆိုလို့လဲဟင်လူကဲခက်တော့တော်သားပဲ ကျွန်တော်အင်္ဂါဝိဇ္ဇာကြမတက်ပါဘူးဗျာဒါပေမဲ့အခုအချိန်မှာတရွာလုံးကသိကျင်မေးကျင်ဆဲကျင်နေတဲ့အကြောင်းအရာနဲ့ပုဂ္ဂိုလ်ကတစ်ခုတည်းတယောက်တည်းအဲ့တော့ခင်ဗျားဗာမေးကျင်တယ်ခင်ဗျားမေးကျင်တဲ့အကြောင်းအရာကိုမေးကျွန်တော်သိသလောက်ဖြေပေးတယ် ခမည်းနဲ့အတူတူနေနေတဲ့အဲ့ကျောင်းဆရာကြီးကသူရှုပ်ခဲ့တဲ့ဇက်ကိုသူကိုယ်တိုင်ရှင်းပါဒါမှမဟုတ်ကျုပ်တို့ကဝင်ရှင်းပြရမှာအဲ့ဒါကိုကျုပ်သိကြတယ် အဲ့ဒီအဖြေကခင်ဗျားမေးတဲ့မေးခွန်းထဲမှာပါသွားပြီပေါ့ကျွန်တော်သူရှုပ်တယ်ဆိုမှတော့ဗျာသူရှင်းပါဘူးသူမရှုပ်လို့သူမရှင်းတာနေမှာပေါ့ဗျာ သူမရှုပ်ခဲ့ဘူးဆိုတာကိုခမည်းတတ်သိပြနိုင်လို့လား ကဲထားပါတော့ဗျာသူရှုပ်တယ်ပဲအဲ့ဒီရှုပ်တယ်ဆိုတော့ခင်ဗျားတို့ကတက်တည်ကြတယ်အခုအချိန်မှာတရွာလုံးကကိုစွဲနိုင်ပေါ်မှာတန်လျာဖြစ်နေကြတာဝင်းနီးဘက်ကဘာပြောလဲသူကဘလို့နေလဲဆိုတာခင်ဗျားကိုစုံစမ်းကြအောင် ဒါဆိုရင်ဆေးဆရာကြီးကအဲ့ကျောင်းဆရာဘက်ကနေရက်တည်နေတာပေါ့ မဟုတ်ဘူးကျွန်တော်ဘယ်သူဘက်ကမှရက်တည်နေတာမဟုတ်ကျွန်တော်အမှန်တရားဘက်ကရက်တည်နေတာ သွားစမ်းပါကွာကျုပ်အခုလို့ပြောနေတယ်ဆိုတာနမချင်းကိုချင်းစာလို့ပြောနေတာပြီးတော့ကိုယ့်ရမှာဖြစ်တဲ့ပြဿနာကျုပ်ဒီတိုင်းလက်ပိုက်မကြည့်နေနိုင် ခင်ဗျားကကျွန်တော်ပြောပြီးသွားပြီခင်ဗျားတစ်ဖက်တည်းကိုမကြည့်နဲ့ခင်ဗျားတခြားတစ်ဖက်ကိုလည်းကြည့်ပါမေးပါအဲ့ဒါဆိုခင်ဗျားဘာလုပ်တဲ့လဲဆိုတော့ခင်ဗျားသိတာလေ ကောင်းပြီလေကျုပ်ကိုယ်တိုင်စုံစမ်းလို့အဖြစ်မှန်ပေါ်ခဲ့တယ်ဆိုရင်တော့ခမည်းရဲ့ကျောင်းဆရာမတတ်ပါဘူးဆိုတော့မှတ်ထားပါ အဲ့ဒါတော့ခင်ဗျားတော့ပဲကိုအောင်ကျုပ်ကိုတော့ခင်ပြော အဲ့မပြောလားမပြောလဲမင်းကောင်းလား ကျမစိတ်ဒီရက်ပိုင်းမှာလေးလေးနေတယ်ကိုသားလေးကိုလည်းခဏခဏအိမ်မက်မက်တယ်သားလေးဘာပြဿနာများဖြစ်နေလဲမသိဘူး ဟဲ့တားမှာဘာပြဿနာရှိမှာမို့တန်လာလေးပင်ပန်းပြီးသူ့လေးချုပ်ချလို့ဖြစ်မှာအိပ်ပြောင်းအိပ်ပါတော့နေမောဖြစ်အောင်မဲ ဟုတ်တယ်ဦးကိုရဲ့ပြီးခဲ့တဲ့သားလေးမွေးနေ့တော့ပတ်စံပို့ပေးပြီးကြတဲ့ဟာသားရှိကစားတဲ့ဆောင်တောင်မှမလာတော့ဘူးလေ သူကလေးတွေစောင်းဝဲနေလို့လှုပ်ဆောင်နေတာဖြစ်မှာပေါ့ခုမှဆရာရင်ကနေတယ်ဆိုတော့လည်းမင်းသိတာလေသူလှုပ်ဆောင်လို့ဖြစ်မှာပေါ့ကွာစိတ်မပူပါနဲ့ သားလေးမှာဘာခက်ခဲမှမရှိပါစေနဲ့လို့ပဲဆုတောင်းနေရတာပါပဲဒါပေမဲ့ကိုရဲ့ကျမစိတ်တွေကလေးနေတယ် ဩဒါဘာမှစိတ်မလဲမင်းသားမှာဘာခက်ခဲမှရှိမှာမဟုတ်ဘူးအကယ်၍ရှိရင်သားကြီးကလေရွေးရောက်နေပြီသူ့ကယ်သူကြော်လာနိုင်မှာပါသားကြီးနော်စိတ်မလဲ မပြောသလိုပဲဖြစ်ပါစေ စီစာမင်းကတော့စိတ်ဆိုးနေရလား နင်တီကိုဘာလာလောက်တာလဲနင်တော်တော်မျက်နှာပြောင်တိုက်တာပဲနော် တခုခုတော့မားနေပြီထင်တယ်နော်ငါအခုဒီကိုလာခဲ့တာနင့်ကိုတတိယလို့လာခဲ့တာပြီးတော့လည်းငါနင့်ကိုတိုင်ပင်စရာရှိလို့ဘာကြောင့်ငါနင့်ကိုမျက်နှာပြောင်တိုက်ရမှာလဲ နင်ငါ့ကိုတတိယမနေပါနဲ့တော့နင်တိုင်ပင်တာတွေကိုလည်းငါနားမထောင်နိုင်တော့နင်ကလေလူမပီတာတဲ့ဆရာမပီတာတဲ့လူ ဟာနင်ပြောသလိုလူမပီတာတဲ့သူဆရာမပီတာတဲ့လူဖြစ်ရတော့ငါဘာမှမလုပ်ထားလို့လေ အဲ့ဒါတော့နင့်ကိုနင်ပိုသိမှာပေါ့ငါကတော့လေနင့်ကိုမတန်ရှင်းတဲ့သူလို့ပဲသတ်မှတ်ထားတယ် ငါတကယ်စိတ်မကောင်းစီးစားတယ်ဘာလဲနေရမှာငါ့ကိုထင်လွဲနေပြီလားငါဒီရဲ့ပိုင်းအတွင်းမှာ
တန်နေရတဲ့သားကောင်ဖြစ်နေတဲ့အတွက်ကြောင့်ငါနဲ့ကိုရင်ဖွင့်ခြင်းလို့ငါနဲ့ကိုတိုင်ပင်ခြင်းလို့ဒီကိုလာခဲ့တာဒါပေမဲ့နေက တော်တော့ဆိုနိုင်နင့်အကြောင်းနေရလေနင်းနေတဲ့ရှော်ရတယ်မကောက်ငါရှိနေတဲ့ဆေးရုံကရောက်လာတယ်ငါစီမှာဖြည့်ရှင်းချက်လာတောင်းတဲ့သူကတောင်းငါ့ကိုတည်င်းလာပို့တဲ့သူကပို့နေနင့်အကြောင်းမျိုးငါကြားရတယ်ငါညော့ရှမ်းရှော်တယ် အဲ့ဒါကြီးတကယ်မှမဟုတ်တာဟာဘာလဲနေကအဲ့ဒါကြီးယုံနေရလား ပုံရင်ပေါ့ဟုတ်ရင်ကြောတယ်နင်မလောက်ဖက်တဲ့လူတွေကနင့်ကိုအဲ့လောက်ကြည့်လိုက်ပြောနေမလား မဟုတ်ဘူးဟာအဲ့ဒါတက်မှန်ငါ့ကိုပုတ်ချပြီးဖြတ်စည်းနေတာ ငါမယုံဆိုရင်နင့်အကြောင်းတွေကိုလေတခါတလေမှလာတဲ့ကိုနန္ဒကျော်ကတော့သိနေပြီ ဟာ ဒီဆေးရုံကျမ်းမာရေးကိစ္စအလွယ်ပြီးတော့တခြားဘာကိစ္စနဲ့မှနင်ထပ်မလာပါနဲ့ သူများဆရာမကောင်းကြောင်းလည်းလာပြောနေသူကြောင့်အကြောင်းဆရာမလုပ်နိုင်ဘူး အော်မ မထင်မှတ်ထားတဲ့ပြဿနာတွေတစ်ခုကြောင့်တောက်သမီးတို့ပေါ်မှာဆရာချစ်ပေါ်တယ်လို့ဖြစ်ခဲ့တယ်ဆရာခွန်းတော့ပါကွာ ခလေးတွေဆောင်ဝဲမြန်ဖြေပြီးတော့မှဟိုကျောင်းဆရာလူရုပ်မှဒီကျောင်းမှမရှိတော့မှလေ လူနဲ့ကောလာဟာလားဆိုတာအမြဲတမ်းတွန်တွဲရှိနေတတ်တဲ့အရာပဲဗျ အဲ့ဒီကျောင်းဆရာရဲ့နောက်ဆုံးအချိန်ကမကြခင်ရောက်လာတယ်မင်းစောက်ကြည့်လိုက်